Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိန်းကလေးတစ်ခုမေးချင်ပါတယ်ဘာလို့လဲဆိုတော့လူတွေအောင်မြင်သွားတာကလေသူတို့ရဲ့ကံကောင်းမှုကြောင့်အောင်မြင်တာလားဒါမှမဟုတ်လို့ရှိရင်သူတို့ရဲ့အတွေးခဲရောဒီကြောင့်မလို့အောင်မြင်သွားတာလားဘယ်လိုမျိုးထင်မှတလဲရှင်ကျွန်မကကြတော့လေပြောင်းလဲမှုကိုလုပ်ပေးနိုင်တဲ့အကြီးဆုံးသောအရာက mindset လို့ယုံကြည်ပါတယ် mindset ဆိုတာကဘာလဲ mindset is the way we thinkငါတို့တွေးခေါ်တဲ့ပုံစံပေါ့နော်ငါတို့တွေးခေါ်တဲ့တွေးခေါ်ပုံစံကို mindset လို့ခေါ်ပါတယ်ပြောမယ်ဆိုရှင်ပြဿနာတစ်ခုရှိတယ်ပြဿနာတစ်ခုအဲ့ဒါကိုလူနှစ်ယောက်ရှိမယ်လူတစ်ယောက်ကကြတော့ငါမလုံးနိုင်ပါဘူးလို့သူ response လုပ်မယ်နောက်တစ်ယောက်ကကြတော့ okay ဒါခက်တော့တယ်ငါဒါပေမဲ့စူးစမ်းပြီးတော့လုပ်ကြည့်မယ်ပြဿနာတော့အတူတူပဲဒါပေမဲ့သူတို့ရဲ့မှာတွေးခေါ်ပုံတွေကမတူတာပဲဖြစ်ပါတယ်ရှင်အခုတော်တော်များများဆိုရင် negative thinking တွေးကြရပေါ့နော်ငါမှာပေါ့နော်လုပ်ငန်းလုပ်ဖို့အတွက်အရင်နေ့အလုံးလာမရှိဘူးပြီးတော့မှငါမှာလို့ပြောလဲငါအခုထိလည်းပညာတွေမပြီးဝသေးဘူးပေါ့နော်ငါမှာအချိန်မရှိဘူးပေါ့နော်အဲ့လိုမျိုး negative thinking တွေအများကြီးတွေးနေရပေါ့နော်ဒီလိုမျိုးတွေးခေါ်တယ်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းဆုပ်ယုပ်မှုဖြည်းဖြည်းချင်းဆုပ်ယုပ်သွားမှာဖြစ်ပါတယ်ကိုဘွားကလေအဲ့လိုမျိုးတွေးမဲ့အစား positive thinking လေးကိုအစားထိုးပြီးတော့တွေးကြည့်အောင်မဟုတ်ပြီငါမလုပ်နိုင်လို့ပြောမဲ့အစားပေါ့နော်ငါစူးစမ်းပြီးတော့မလုပ်ကြည့်မယ်ဒီနေ့တနေ့ကိုငါနည်းနည်းလေးပဲတိုးတက်တယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ဒါငါမအောင်မြင်သေးတာမဟုတ်ဘူးငါလုံးဝမဲ့လုပ်တယ်မပြီးမြောက်အောင်ငါမလုပ်သေးလို့ပဲဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကောင်းတဲ့ positive thinking လေးတွေကိုစားထိုးပြီးတော့မတွေးပေးရမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့လေဒီနေ့ကနေစပြီးတော့မှ channel ယူအောင်ပါကိုကနေပြီးတော့ negative တွေးမိပြီဆိုလို့ရှိရင်ပြောင်းပြီးတော့တွေးမယ် positive တွေးလေးကိုဒီမှာ comment မှာခြာရေးခဲ့ပေးပါရှင်ဒီလို mindset change နေဆိုတာတော့တရေတယ်နေပြီးသွားတဲ့အရာတော့မဟုတ်ပါဘူးနေတိုင်းစိတ်ကို change သွားမယ်ဆိုလို့ရှိရင်တစ်နေ့ကြာတဲ့အခါမှာကိုယ့်ရဲ့ results ကလုံးဝပြောင်းလဲသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမနဲ့အတူနေတိုင်းစီပေါ့နော် mindset လေးကိုပြီးချင်းနေချိန်သွားကြအောင်ပါရှင်အခုခုတည်းကစပြီးတော့မှကိုပြောင်းလဲမဲ့အတွေ့အကြုံတွေကိုကောက်ပဲမှရေးပေးခဲ့ပါအောင်ရှင်အားလုံးပဲတာပြောချင်တဲ့နေ့လေးဖြစ်ပါသေးရှင် Okay bye bye